အိမ်ပြန်လန်းဟိုးမိဖို့ကြောင့်နေကဟင်းနှံလေးကြွေပန်းကန်ထဲမှာအငွေတစ်ထောင်ထောင်အမေကူပေးတယ်တမင်းတပွဲတို့စရာဆုံးတဲ့နေ့အသားလေးဆုံးငါကိုပဲဖယ်ထားပြီးတယ်အမေဝတယ်သားစားပါတဲ့အချင်းချင်းရင်ညာခဲ့တဲ့အမေမြတ်တာဘယ်ဆိုင်မှာစားစားမတူဘူးအမေလေးရထမင်းဝိုင်းလေးရဲ့မြတ်တာတွေအပြင်းနဲ့ချက်ပေးထားတာမို့ရင်တဲ့ချီနှွေးထွေးခဲ့ဘူးတဲ့နှွေးထွေးခဲ့ဘူးတဲ့မြို့ပြရဲ့ပါစဲထုတ်တွေကြမြို့ပြရဲ့ပါစဲထုတ်တွေကြအမေပြုံးကိုလွမ်းတယ်အမေပြုံးကိုလွမ်းတယ်ခါတဲ့ဘွားရဲ့တရားတွေခါတဲ့တရားတွေအမေထောင်မင်းတလောကပဲကစားပေးနိုင်တာဘယ်ဆိုင်မှာစားစားမတူဘူးအမေလေးရထမင်းဝိုင်းလေးရဲ့မြတ်တာတွေအပြင်းနဲ့ချက်ပေးထားတာမို့ရင်တဲ့ချီနှွေးထွေးခဲ့ဘူးတဲ့နှွေးထွေးခဲ့ဘူးတဲ့ပြန်လာခဲ့မယ်အမေစီ